Hello အားလုံးပဲမင်္ဂလာပါ Cooking Therapy Channel မှာကြိုဆိုပါရစေဒီနေ့မှာ Alva ကအသီးရွက်ဆုံလင်းပါပြီးအရန်စားကောင်းတဲ့ရန်ကုန်ထမင်းပေါင်းလေးလုပ်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးကြက်သား 100g 60ကြက်သားကိုအတုံးလေးတွေတုံးပြီးစားနဲ့ကြက်သားမုတ်ကိုလက်ဖေးစွန်း4ပုံတစ်ပုံစီထည့်ပါတယ်။နောက်အသားနုညံ့အောင်ပြောင်းမှုမုတ်လက်ဖေးစွန်းတစ်စွန်းထည့်ပါတယ်။အရသာအလုံးကိုအသားထဲမှာဝင်အောင်နေပေးပြီး15မိနစ်လောက်နှက်ထားပါတယ်။ပါဝင်တဲ့အသီးရွက်တွေကတော့မုံလာဥနီငရုတ်ပွားရွှေပဲသီးပန်းကော်ပီဘေဘီကွန်ခရမ်းချင်သီးမုံညင်းဖြူအရွက်နဲ့မှုံသုံးပါမယ်တခြားကိုကြိုက်တဲ့အသီးနှံတွေလည်းထည့်လို့ရပါတယ်နော်ငုံပြုတ်ကွာဗာကဒီမှာနှစ်ပွဲစာဆိုတော့၄လုံးသုံးပါမယ်ပြီးရင်ကြောမဲ့အိုးဖူထဲမှာစီထမင်းစားစွန်းတစ်စွန်းထည့်ပါတယ်စီပူလာပြီးဆိုရင်ကြက်သားလုံးလေးတွေကိုစီထဲမှာထည့်ပြီးပြက်လာအောင်ကြော်ပေးပါတယ်နီးအေးနဲ့9မိနစ်လောက်ကြော်ပေးပြီးကြက်သားလေးတွေအကျော်တင်းလာပြီးဆိုရင်ကြက်သွန်ဖြူကြိတ်ထားတာကိုထမင်းစားစွန်းတစ်စွန်းထည့်ပါတယ်။ကြက်သွန်ဖြူနဲ့ကြက်သားကိုမွေးလာအောင်2မိနစ်လောက်ကြော်ပေးပါတယ်။နောက်နည်းနည်းပူမာတဲ့အသီးရွက်တွေကိုအရင်ထည့်ကြော်ပါမယ်။မုံလာဥနီကော်ပီရွှေပဲသီးဘေဘီကွန်တို့ကတခြားဟာတွေထက်ချက်ဖို့ပိုကြပါတယ်နော်။ဒါကတော့မိုးချောက်ပါကျွန်တော်ရလို့လည်းခေါ်ပါတယ်သူ့ကိုပြုတ်ပြီးညှက်ထားတာပါနော်9မိနစ်လောက်ကြော်ပေးပြီးအသီးရွက်လေးတွေအနှဲငယ်ကျက်လာပြီးဆိုရင်ရေနှစ်ခွက်ထည့်ပါတယ်ချက်ပြုတ်ရည်လေးရှိလဲထည့်သုံးလို့ရပါတယ်ပူကောင်းပါတယ်နော်ရေထည့်ပြီးနောက်ခရမ်းချင်သီးမိုးနဲ့မုံညင်းဖြူရွက်တွေထည့်ပါတယ်နော်သူတို့ကအကြက်မြန်တော့ပုံမပြတ်အောင်နောက်ဆုံးမှထည့်တာပါနောက်အရသာအတွက်ပင်းကမြရဲ့အကြီးထမင်းစားစွန်း2စွန်းခရုစီထမင်းစားစွန်း2စွန်းကြက်သားမုံလက်ဖေးစွန်း1စွန်းငရုတ်ကောင်းလက်ဖေးစွန်း4ပုံတစ်ပုံကိုထည့်ပါတယ်အရသာအလုံးကိုနှံသွားအောင်မွေပေးပါတယ်နော်နောက်ထမင်းပေါင်းကအချိုးတက်လေးပါမှစားကောင်းတဲ့အတွက်တကြားထမင်းစားစွန်း1စွန်းထည့်ပါတယ်အရည်တွေစူပွားလာပြီးဆိုရင်ပြောင်းမှုမုတ်ထမင်းစားစွန်း2စွန်းသို့မဟုတ်ကော်မုတ်ကိုအရည်နှဲငယ်နဲ့ဖြော်ပေးပြီးထည့်ပါတယ်။ဒါဆိုရင်ထမင်းပေါင်းရဲ့အထီးကကြတဲ့ကော်ရည်လေးကပြစ်လာပါလိမ့်မယ်နော်။နောက်အရန်မွေးပြီးစားကောင်းအောင်နန်းစီမွေးထမင်းစားစွန်း1စွန်းထည့်ပါတယ်။အပြည့်အကျဲကတော့ကိုယ်ကြိုက်ပေါ်မှာမူတည်ပြီး Alva ကတော့ကော်ရည်ဒီလောက်အနေထားလောက်ဆို okay ပါပြီနော်။ပိုပြစ်ချင်ခဏကြကြတဲပေးပြီးပိုကျဲချင်ရင်တော့ရင်နှွေးရောပေးလို့ရပါတယ်။နောက်ဆုံးမှာတော့ငုံပြုတ်လေးတွေထည့်ပါမယ်။ဒါဆိုရင်အရန်စားကောင်းတဲ့ရန်ကုန်ထမင်းပေါင်းအချိုသီးတန့်လေးရပါပြီနော်။ထမင်းလေးကိုပကံအလဲထဲမှာပုံပြီးတော့ထမင်းပေါင်းလေးကိုထည့်စားပါတယ်။ဒီရန်ကုန်ထမင်းပေါင်းလေးကအသီးရွက်တွေအများကြီးနဲ့ပြုတ်လုပ်ထားတော့အာဟာရလည်းပေးဝပြီးကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်နော်အဲ့တော့အိမ်မှာလွယ်လွယ်ကူကူအားလုံးကိုလည်းလှူစားကြည့်စေချင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်း thank you ပါနောက်ဗီဒီယိုတွေမှာလည်းထပ်တွေ့ပါမယ်နော်